ဒီဇိုင်းနာတယောက်ဟာမြင်းရဲ့ခြေထောက်တွေကိုဖျက်ထုတ်မျိုးပွားအင်္ဂါနဲ့စွန့်ထုတ်အင်္ဂါတွေကိုပြင်ဆင်လိုက်တဲ့အခါမှာတော့မျိုးဆိုတဲ့ဒေါ်လာရေးဆန်နဲ့တတဝါတစ်လေးပေါ်လာခဲ့တယ်ဒါပေမဲ့ပြဿနာကမျိုးတွေပေါ်လာတာနဲ့ငှက်ဥတွေဟာအကြီးကျယ်အနေရကြုံရတော့တာပဲဒါကြောင့်အဖွဲ့သားတွေကငှက်ဥတွေကိုမျိုးတွေမစားနိုင်အောင်စူးတွေတက်ဖို့အကြံပြုကြတယ်ဒါပေမဲ့စူးပါတဲ့ဥကိုဥရမဲ့ငှက်မေကြီးတွေကများအသေးလဲခံစားရမှာမို့အဲ့ဒီအကြံကိုပယ်လိုက်ရတယ်နောက်တစ်ခုကတော့ငှက်မေရဲ့ဘိုင်းမှာကက်နေတဲ့ဥတွေဒါမှမဟုတ်သူ့ဘာသာသူပြေးလွှားနိုင်တဲ့ဥတွေဖန်တီးဖို့ပြောကြပေမဲ့ဒါဟာလည်းရဲစရာကြီးဖြစ်နေတာပေါ့နောက်ဆုံးမှာတော့သူတို့ကဥခုံကိုအယမ်းမအောင်လုပ်ဖို့ဆုံးဖြတ်လိုက်ကြတယ်မျိုးတွေလုံးဝအစာမကြေနိုင်လောက်အောင်မာရမယ်ပေါ့ဒါပေမဲ့ပြဿနာကဥတဲကငှက်ကလေးတွေပါပြင်းထွက်ဖို့ဘလို့မှမယုံကန်နိုင်တော့တာပဲလှုပ်ဖို့ကင်ဖက်တယောက်ကငှက်ကလေးတွေကိုအာယုံခံစားမှုကောင်းအောင်လုပ်ပြီးမျိုးကိုရှောင်ခိုင်းဖို့ပြောပေမဲ့မျိုးတွေကအယမ်းမြန်လုံးတော့ဥခုံကထွက်တာနဲ့အစိမ့်လိုက်ဝါမျိုးခံရမှာပါပဲအဲ့ဒါနဲ့သူတို့ဖွဲ့ဟာငှက်တိုက်ကိုပဲဒီဇိုင်းတစ်ပြန်ဆွဲဖို့ဆုံးဖြတ်လိုက်ကြတယ်အတိုက်ရဲ့အပေါက်ကိုအောက်ဘက်ကိုလှည့်ထားလိုက်တာပေါ့ငှက်တွေကတော့ပြန်ဝင်လို့ရပေမဲ့ခြေထောက်မပါတဲ့မျိုးတွေကတော့အထဲဝင်ဖို့စူးစမ်းရင်အောက်ကိုပြုတ်ကျကုန်ပါလေဒီလိုနဲ့ဟက်ကိုဘူဝါနဲ့စာပစ်တဲ့လို့ခေါ်တဲ့ငှက်မျိုးစိတ်တလေးပေါ်ပေါက်လာခဲ့တယ်နောက်တနေ့အလုပ်တက်တော့ငှက်ဒီဇိုင်းတာဝန်ယူထားတဲ့လုပ်ဖို့ကင်ဖက်ကစိတ်မကောင်းဖြစ်နေတော့မယ်ဘာလို့လဲဆိုတော့မနေ့ကအတိုက်ကိုဒီဇိုင်းပြန်ဆွဲပြီးရဲ့နောက်မှာမျိုးတွေကတစ်ပင်တက်သွားလို့ပါပဲမျိုးတွေကတစ်ပင်ပေါ်ကနေအတိုက်ထဲကိုကျွမ်းကျင်စွာဝင်ရောက်နိုင်သွားတာကြောင့်ငှက်ကလေးတွေအတွက်အန္တရာယ်ကရှိနေစေဖြစ်သွားတာပေါ့